wait ဒီနေ့ကကျွန်တော်ပုံမှန်ရိုက်နေရဆက်တက်မဟုတ်ပဲねနည်းနည်းလေးတော့ထူးခြားနေတယ်ဆိုတော့ဘာတွေထူးခြားနေလဲဆိုတော့လူတွေလည်းတည်ရောက်လေအဲ့ဒါထူးခြားတော့ပြီးတော့တယ် ထူကြတာမဟုတ်ပဲနဲ့ထူကြတာမလုပ်တော့မှာပါလောက်ထောက်မှာလည်းမဟုတ်ပါဘူးလုပ်ပြီးသွားတာပါဘာလုပ်ထားလဲဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံပထမဆုံးသတ်မဲ့ mini short film ကိုရိုက်ထားပါတယ်ရိုက်ထားတဲ့လူတွေနဲ့ရိုက်ထားမှာပါဝင်ထားတဲ့လူတွေအကြောင်းကိုကျွန်တော်တို့ interview လုပ်သွားမှာပါဘူးက အဲ့တော့ mini short film ရဲ့နာမည်လေးကျွန်တော်နောက်မှတက်ကြည့်ရမယ်ဆိုရင် Radia Candy ဆိုတဲ့ mini short film ဆိုတော့ဒီထဲမှာပါဝင်တဲ့ artist တွေနဲ့ကျွန်တော်လည်းနည်းနည်းလေးရင်းဆုံးမိတ်ဆက်ပေးသွားမယ်မင်္ဂလာပါ brother ဆိုတော့ brother နာမည်ချက်လောက်မိတ်ဆက်ပေးပါဦး ဆန္ဒနဲ့ဆန္ဒ Vishwanandan ဒီဆန္ဒနဲ့ Vishwanandan တွေ့ရအောင်တာပါတယ်ဗျမင်္ဂလာပါညီမလေး မင်္ဂလာပါရှင် ညီမလေးနာမည်ချက်လောက်မိတ်ဆက်ပေး ။ ပါဦး မလေးနေရာတော့မစင်းတဲ့သူမျိုးဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ပါခင်ဗျတွေ့ရအောင်တာပါတယ် မင်္ဂလာပါခင်ဗျ မင်္ဂလာပါဗျာဟုတ်ကဲ့ ဟုတ် ကို ကဲ့ လေး လေး မိ ဆုံး တ်ဆက်ပေးပါဦး မင်းချက်ဗျာ ဟုတ်ကဲ့ ပြောနာမယ်တင်ထု တင်ထုကိုတင်ထုကိုတင်ဟောတင်ထုကိုဟုတ်ကဲ့အဲ့ဒါကျွန်တော်တင်ယူခေါ်လိုက်မယ်နော် ခုကြည့်လို့ဆိုတာလေ ထွတ်ကြည့်ဟုတ်ပြီကျွန်တော်နည်းနည်းလေးမေးခွန်းလေးတွေယူလာပါတယ်ဆိုတော့ဒီကဒီကိုတို့နံပါတ်1မေးခွန်းအနေနဲ့ရုပ်ရှင်မင်းသားပဲစားလိုက်ပါဆိုတော့ shooting experience လေးကျွန်တော်ချက်လောက်ပြပြပေးပါဦးဆိုတော့ဒီ shooting ဘာတွေတွေ့ကြုံခဲ့ရလဲ ရှူတင်မှာအခက်အခဲအများဆုံးကြုံရတဲ့တိုင်းတာပဲပြောကျွန်တော်ထားပြီးကျွန်တော်ပြောဆောင်တော့မလားကျွန်တော်ထားပြောဆောင်တာကိုသူတို့ကခံရတဲ့ ဆိုတော့ဒီကကျွန်တော်ပြောရမယ်ဆိုရင် team တစ်ခုအနေနဲ့ collaboration တစ်ခုထားပြီးလုပ်ရတာပြီးတော့ဗာလဲဆိုတော့ကျွန်တော်တို့ shooting တစ်ခုလုပ်ဖို့ဆိုတာလေ great ကိစ္စတော့မဟုတ် shooting ကဒီလို setup တစ်ခုတော့မှလေ great ကိစ္စမဟုတ်ဘူးဒါအခန်းလေးထဲမှာကျွန်တော်တို့လုပ်နေရပါမယ်လေ great ကိစ္စတော့မဟုတ်အဲ့လို setup တွေချအဲ့လိုမျိုး team management တွေလုပ်အကုန်လုံးကျွန်တော်တို့ပူးပေါင်းပြီးပါဝင်ပြီးတော့တရုပ်ဆောင်မှုတွေလာဖို့အကုန်လုံးလုပ်ဖို့ရတယ်လေ great ကိစ္စတော့ဒါပေမဲ့အဲ့ဒါကိုအကောင်းဆုံးကြိုးစားခဲ့တဲ့အတွက်လေအရင်အလူရှင် ဟုတ်တယ်ကျွန်တော်မေးသမီးကိုမေးကြည့်လိုက်ပါပြပြမယ် ။ဟုတ်ရှူတင်မှာဘယ်လိုမျိုး reaction လေးဖြစ်လဲဆိုတော့ဘောနော်စုကဒီရှူတင်တော့ကိုစိုက်တော့မြိတ်ငူရမယ့်အခါမှာဖြစ်ချင်တော့ကိုယ့်ရဲ့ driver တွေမှာအနေနဲ့ကျတော့ငူလို့မြအရင်ကြီးတာရရတော့ကြောင့်မလို့ငူမဲ့အခါမှာအနေနဲ့ဘယ်လိုခိုင်းလဲဆိုတော့တစ်တူနေ90တောင်ခိုင်းသွားပြီးခိုင်းကြီးလိုက်တယ်။အဲ့ဒါလည်းမျက်ရမထွက်ဘူးမထွက်တော့ကိုယ့်ကိုပြုတ်စီချက်ပြီးငူသွားတာအဲ့လိုပဲဒီအနေကန်တော်ကြီးမှာဆိုလေဒီကားလမ်းလေဘီနာမှာဆိုမျိုးလုံးမှိတ်ပြီးငူတယ်ဘီနာလူတွေကဝိုင်းကြည့်နေအဲ့လို reaction လေးလည်းဖြစ်တယ်ပေါ့နော်ပြီးတော့ဒီသူတို့ဒီ team တစ်ခုလုံးကကြောင့် family ပုံစံမျိုးပဲအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးကတော့အေးအေးဆေးဆေးပါပဲလို့နော် ပြောချပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ် ဆိုတော့ဒီ90တာဘယ်သူတော့ဝင်လာလဲကျွန်တော်ဒီ90တော့ဘယ်သူတောင်းဝင်လာလဲဆိုတော့ဒီသူတို့ဒီ shooting ပေါ့နော် shooting အဲ့ shooting ထိုင်းနေရာမှာအဲ့အိမ်မှာပေါ့ကျွတ်တူ90တာဖြစ်ချင်တော့ရှိနေတာရှိတော့အနေကနေလို့မျက်ရည်မထွက်ဘူးညီမလေးနှွားလိုက်တော့အမှနှွားအဲ့ driver ကိုလည်းတော့ဝင်လာ driver ကိုလည်း ကျွန်တော်နောက်တစ်ခုထပ်ပြီးတင်တာကျန်တော်ကလားပြောသွားတာအိမ်တစ်ခုချက်လိုက် အိမ်တစ်ခုခုချက်လိုက်တယ်လာအားတော့မဖြစ်သွားဘူးအိမ်မှာဆိုလဲကျွတ်တူလည်းအမေကအိမ်ကိစ္စရပဲလုပ်ခိုင်းနေဆိုကျွတ်တူကတိတက်ပါတယ် ဟုတ်ကဲ့ပါဗျဆိုတော့ကျွန်တော်တို့ရဲ့တင်ရင်ဟုတ်တယ် အိမ်ကြီး ဆိုတော့ shooting experience လေးဒီနေ့လေးကျွန်တော်တို့ပြောကြပေးပါဦးမိတ်ကြပေးပါဦး ရီးရရအောင်ပြောရှင်းတယ် တကယ်တော့ဗျာဘယ်လိုပြောတဲ့ခါတွေဘယ်လိုပြောတဲ့ခါတွေမှန်ပြန်ရှိရတာမဟုတ်ဘူးကျွန်တော်တို့ရှိချင်တာလေးဒီမှာ ဟာအဲ့လိုပြော ဒါပေမဲ့ကျွန်တော်တို့ group fan မလို့အားလုံးရည်ပေးပါ ဒါတော့ဒီခါလေးကျရင် music channel တွေဘာကြီး agent တွေလောက်ပါတယ်အဲ့လို indirectly ပြောလိုက်တာပဲ တော့အရီးရလုံးတွေကအကုန်ဘုံဘွက်ွက်ရှိတာဗမာကျွန်တော် fighting စင်တာတယ် ဟုတ် fighting စင်တာလည်းပြောတယ်ခိုင်ရင်စင်မဲ့ကွာတယ်ဘာလို့တဲ့ ဟုတ်ပါပြီကျွန်တော်တို့လည်းရေးဖွင့်ပေးပါဦးပြောပြပါဦး ဘုရားမြေဒီကနေ့ fighting စင်တာနေ fighting ရာစေရပြီးပေါ့ပြီးတော့နောက်ဆုံးစင်တစ်စင်နိုင်အောင်ဘာလို့ပတ်ကြရင်းကြီးပဲအင်းကြီးပဲဟုတ်တယ်နိုင်အောင်တီးရှာစပင်းနဲ့ကန်လိုက်တာလူစုကရှောင်းလိုက်တယ်ရှောင်းနိုင်အောင်ကန်ဘာဖြစ်လို့ဘောင်းပြပြေသွားပြေသွားတော့ ဘယ်လိုပေါ့ပြီလဲဟဲ့အဲ့ဒါတင်မတာရှောင်းလိုက်တယ်လားကန်လိုက်တယ်လား ကျွန်တော်ကန်တာကဲရဲရိုင်းစေပါအဲ့မျိုး Okay ဆိုတော့ကျွန်တော်တို့ break အနေနဲ့ကျွန်တော်ဒီမှာနည်းနည်းလေးကျွန်တော်ရှင်းပြချင်တယ်အဲ့ဒါဘာလဲဆိုတော့ဒီအနောက်မှာ run နေတဲ့ဒါ first look လို့ခေါ်တယ်ဗျာ first look ဆိုတာကျွန်တော်ဒီရုပ်ရှင်ရဲ့ပထမဆုံးထွက်လာတဲ့ poster ပေါ့ကျွန်တော်ကိုရိုနာနဲ့ပဲ poster ဒီ poster မှာဒါကျွန်တော်အနေနဲ့ကျွန်တော်ဘာမှမသိသေးဘူးဗျာအခုမှကျွန်တော်စရောက်လာတယ်ကျွန်တော်လည်းခံလိုက်ကြည့်မယ်ဒီကညီကိုတွေဟုတ်မဟုတ်ကျွန်တော်ဆက်တော့ပြောပြပါဦး ဟောကျွန်တော်ကတော့ရုပ်ရှင်ကိုခံမှန်းကြည့်မှာဟော poster poster ကိုကြည့်ပြီးတော့ဒီကဘယ်လိုဇာတ်လမ်းမျိုးလေးဖြစ်မလဲဆိုတော့ကျွန်တော်တို့နည်းနည်းလေးခံမှန်းကြည့် သိမှတော့မလို့ပါ Okay ဗျာဆိုတော့အဓိကကျွန်တော်မင်းသားနေရာနေနဲ့ခံမှန်းကြည့်မယ်မင်းသားရဲ့အနောက်မှာနံပါတ်1ချက်ကပါလဲဆိုတော့တွေ့တာရောကျွန်တော်တို့တွေ့ဆိုတော့တွေ့တာပါဆိုတာ KFCC ကကွာလာလမ်ပူကတွေ့တာရောပြီးတော့ဒီကဘေးမှာကျွန်တော်တို့ဟိုကဗာလဲမော်ဂန်ဖျားချောင်းကျွန်တော်တွေ့လိုက်တယ်မော်ဂန်ဖျားချောင်းတွေ့တယ်တော့ Okay ဒါဆိုမင်းသားမလေးရှားနဲ့ပတ်သက်တဲ့တစ်ခုခုဖြစ်နေလိုက်မလေးရှားဂိုင်းစတာတွေပါလာမသိဘူးနော် ဟုတ်ပြီ မဟုတ်ဒီနေ့ကိုဝေးလာတဲ့ပုံစံတွေဗျာမလေး ဆွေး ရှား ရတဲ့စိုက်ကြီးကြီးအဲ့ဒါဟုတ်လားမဟုတ်လားပြောလို့ကြီး ကောင်းမကြည့်နဲ့ရောကြည့်တယ်တော့ဗာလေမျက်နှာကတော့တော့ cute တိုင်တယ်ဆိုတော့အဲ့လိုမလေးရှားဂိုင်းစတာမဖြစ်နိုင်ဘူးဆိုတော့ engage မလေးရှားတောင်းတော့တက်ပြီးတော့ဒီပြန်လာတဲ့လူတို့
မလေးရှားမှာပဲနေတဲ့လူလိုဖြစ်ကောင်းဖြစ်နေတာပေါ့ဆိုတော့မင်းသမီးပေါ့လည်းခံမှန်းကြည့်ပါဦး brother ဒီကတော့ခမန်းတရားလို့လားတော့ကျွန်တော်ရွှေတကုံဖျားကိုတွေ့နေရတယ်မြန်မာပြည်သူလေးပဲမင်းသားမလေးရှားနေတာလေကျွန်တော်တို့မြန်မာပြည်သူလေးကိုကြိုက်မှာ ဟောနေကြောလာ နေကြောလာမှာနေရုံသူကြီးဖြစ်နိုင်နေရိုင်းနေတာဒီမင်းသားဒီအပြုတ်ကြီးအချင်းကြီးအပြည့်လောက်ပဲလုံးမှာ ဟောပေါ့ထင်ရတယ်အခုလည်းမှကြည့်နေတာနေရတာ Okay ဗျာ Okay ဆိုတော့အဲ့ဆိုနောက် point တစ်ခုကျွန်တော်တို့ဆက်သွားကြရအောင်ဆိုတော့ Okay နောက် point တစ်ခုကဒီရုပ်ရှင်ထဲမှာဟာတာ movement တွေဆိုပြီးရှိနေတယ်မယ်ဆိုတော့လောက်တစ်ခုလုံးလိုက်လို့ဗျာတလွဲတစ်ချော်ဖြစ်သွားတယ်ဥပမာဗျာဘလို့ဒီပုံစံနဲ့ညှို့ဆောင်နေတာဘလို့အခုတော့ဒါပဲဘောင်းပြပြတဲ့ကိစ္စတော့ကျွန်တော်မလေးနဲ့ဖြေပါ ဒီတော့ဝင်ကြီးအောင်နေ Okay နောက်တစ်ခုကပေါ့အဲ့အပြင်ဘာရှိနေလဲ တော့ရှိရဲ့ ရှိတယ်တော့မှအဲ့အလဲလား ဒီတော့ပြောကြတဲ့လူပဲပေးပြောလိုက်ပါ ဟိုမရအလဲလားအလဲတယ်ဗျာဘလို့က flow တိုင်းပဲသွားတယ်ပေါ့လေကားစား step by step ပဲသွားဆိုတော့ brother အနေနဲ့ ပြောစီပဲနှစ်ခုလောက်ကုန်လေငိုဖို့တဲ့မင်းသားမတောက်တာ ငိုတာ brother ငိုတာငိုခဲ့တာသိတာ တေးတယ် သိချာငိုခဲ့တာပေါ့ တေးတယ်နော် ဒါပေမဲ့ငိုရတကယ်ငိုတဲ့စင်ရှိရဲ့အဲ့တော့ဘလို့ငိုရဲကျွန်တော်ပြောပြ မပြော မရတော့တော့ကြောက်ဝိုင်း နောက်တရားခံကြောက်အဲ့ဘလို့အဲ့ shooting မတိုင်ရင်လည်းဘလို့မေးတာနဲ့ပြောတာ အဲ့ဒီကပေါင်းသားတွေပြောလိုက် သူပြောနေဆောင်မိတယ်အဲ့ဘလို့ငိုခဲ့တာပေါ့နော်ဒါပေမဲ့ကျွန်တော်ဘလို့မျက်နှာအနေထားနဲ့ငိုတယ်ဆိုတော့ကျွန်တော်မစဉ်းစားမိဘူး တကယ်ငိုလိုက်ဆက်လို့ ဆက်လို့ငိုတာခံစားလို့ငိုတာမဟုတ် သူကအာဝါတော့ငိုတယ်လို့သူဆက်လို့ငိုလိုက် အဲ့ဒါကြောင့်ကျွန်တော်မေးတယ်ငိုတယ်ဆိုတော့ကျွန်တော်မယုံဆိုတော့ညီမလေးအနေနဲ့ရော shooting မှာဟာတာ experience တွေဘာတွေကြုံခဲ့ရှိနေပြီအခုရရှိနေပြီဆိုတော့ အာဒါ experience ဆိုတဲ့သူတို့ဘိုးတော်ထောင်းမှာသူတို့ကနေပြီးတော့ဒီရုပ်ရှင်ကိုဒီစက်တမန်နဲ့ရိုက်ရတယ်အဲ့ဒီအချိန်မှာကအကိုလုံးက driver ရဲ့ပြီးနောက်မှာသူတို့နဲ့စုနဲ့မင်းသားနဲ့ပဲအလင်းမှာတင်ပေါ်ရောက် ဘိုးတော်ချောင်းလည်းတင်မရ တင်မရောက်သွားအဲ့တောင်းတယ် ဟုတ်ပါ မဟုတ်သူတို့ရက်တာ ရက်လိုက်တက်တက်ရက်လိုက် ဘယ်နဲ့တော့ကြာဆက် ငိုရရဆက်ပြ 15မိနစ်20လောက် 15မိနစ်လောက်မသိပါဘူးနိုင်ပိုင်းကြာမှရေစင်းကူးခိုင်းတာတော့ဘာလို့ခိုင်းမလားတော့ driver ပြေးနေနေတော့ နိုင်ပိုင်းလည်းတော့မကြောက် ဆိုတော့လာပြီတို့ဆရာရုံမိုင်လေးပြေးလိုက်တာ အားလုံးနားစနေနေတဲ့အကြောင်းအရာလေး တော့တက်မယ်အဲ့ဒီညလားညစင်တိုက် သူကကျွန်တော် damage လုပ်မှုတော့လား အဲ image ကို damage လုပ်ဖို့တော့မွေးလာတယ်တရား အဲ့ဒီရီးရကျွန်တော်ကင်မရာမန်เนี่ยသူကရှေ့မှာတေးဥဆောင်တော့အနောက်မှာရီးရဒီအဲ့ shopping ကင်မရာမန် business ဘာလို့လဲသူဘာမှသူတေးဥဆောင်ကောင်းတော့ပုံလို့ပြောတော့တေးဥဆောင်ဘာမှကန်အဲ့ကောင်းထပ်ဖို့အကုန်ဝနာဝ တို့ ဆော ဆောင် င်း ရင်တော့ကတယ် တေးဥဆောင်ကဒိုင်တော့ပြင်ဒိုင်တော့ပြင်အချင်းလို့ဆိုရင်ကန်ဘာလို့တကယ်ဒိုင်လာလေးလောက်ပါလေကျွန်တော်စက်တက်ဘူးပါညာလုပ်ပြီးတော့ထိုင်ပြီးတော့တေးဥဆောင်ဆိုပါလို့လေဒီလိုရုပ်တည်နေတော့မူးမှမပေါ့ဘာလို့သူ့ဘာမှပြချခဲ့တဲ့ပုံသူ့တန်နေသွားတဲ့ပုံဘူးအဲ့လိုပြောတာမင်းမရှောက်လားအဲ့ကောင်ကလူခံစားပြီးငူအဲ့လိုဝဝကွခွဲမှအဲ့မှာတကယ်မျက်ရည်ဝဲပြီးတော့အဲ့ကြမှာတော့အဲ့တော့ကြီးတယ်တော်တော်နဲ့ကျွန်တော်လည်းတော့မှာကျုပ်ကရှာ ဟုတ်ရဘယ်လိုပြောလဲဆိုတော့ကျွန်တော်ဒါမကြည့်ဘူးကျွန်တော်ခန်းစားချက်တွေကျွန်တော်မြင်ရ ခါကြဟုတ်လား ဒီကြောင့်လည်းဘူးပဲဝင်နေကြည့်ရ ဟုတ်ပြီလား ခိုင်းရနိုင်လို့လား ဟုတ်တယ်လူကြားရဲ့ emotion တော့လည်းမကစားသေးဘူးဗျာ ဟုတ်ရှင်အဲ့လိုကစား မဟုတ်ကျွန်တော်ယူလိုက်လည်းမကောင်းဘူးဗျာအကုန်လုံးရှိတယ်ဗျာကျွန်တော်ဘာကြီးမကောင်းဘူးဗျာ သူ emotion နဲ့ကစားမှာရ ကျွန်တော်ဝိရှိမှမြင်အောင်ပြနားချင်းနေနားချင်းနေလို့ ဟုတ်တယ်ဟုတ်တယ်ကလေးပြောတယ်နာကျင်မှုတွေဆိုပြီးတော့ အဲ့ညမှာသူပူနာချင်ဟိုကောင်မကြီးထားခဲ့တော့အဲ့တော့နာချင်တော့အခုတော့အဲ့ချက်ရ ပိုလီခံစားရတယ် အဲ့လိုပြောပြီးဆဲပြီးဆိုပြီးရီးလို့တော့ရီးတယ်မြင်မ ခ ကောင်း ဏလေးပါဘယ်လိုပြောရဒီခါတာတွေမှာကျွန်တော်တို့သိနေတာဘာတိုင်းလို့ပြောလိုက်လို့သူကတော့ပျော်သွားတာပျော်ပြီးတော့ ဘယ်သူပဲ ခါခါ ဟုတ်ဒိုင်တော့ရိုးရှင်ဒိုင်တော့ ခါတယ်ဖမ်းနေရဲ့ ဟုတ်ဒိုင်တော့ပြောမှလုံးဝဘူး feed ကောင်းရဲ့သူထားရတဲ့အဲ့တိုင်းတော့ပြောမှာဒီလိုကပြီးတော့အချင်းဆုံးဆိုတာအဲ့တိုင်းတော့လိုက်တော့မလိုက်ရဲ့ โอเคနောက်မေကိုတစ်ခုอ่ะကျွန်တော်ခုနဒီဘက်ကလည်းသွားနေတော့ဆိုတော့ဒီဘက်ကနေပြန်လာတယ်နောက်မေကိုတစ်ခုကဘာတွေဖြစ်မလဲဆိုတော့ဒီ session မှာတော့ကျွန်တော်တို့ writer ကိုလည်းဖည့်မယ် session ပြန်ဒီလား အဲ့တော့ writer ဖည့် ပြောလိုက်ဆိုင်ကိုသူက ready လေးရှိနေတာ ဟိုအတိုင်းရှိတယ်ကိုမင်း ဒါကြီးကျွန်တော်မေကဘာလဲဆိုတော့ဒီ shooting experience မှာ writer ကိုဘယ်လိုမြင်လဲ driver လောက်ခဲ့တာဘယ်လိုမျိုးလဲဆိုတော့အရန် force ပေးနေတာဒါဟိုလွတ်ပေးပြီးဟိုဖြစ်လာဆိုတော့ driver ရဲ့ bro ရဲ့ point of view မှာ driver ဘယ်လိုရှိနေလဲ ဒိုင်ကကောင်း ဘာကောင်းတာ ကောင်းတယ်စိတ်ညစ်ဖို့လားစိတ်ညစ်ဖို့မဟုတ်ပြတ်နော်ဟုတ်တယ်ဘလို့ force လုပ်ကြရေးဘာကြီးမရှိအကုန်လုံးဘာတင်ငယ်ကြီးပုံတော့တွားရတယ်လို့ရှိရင်ရိုက်လို့ရမှာအကုန်လုံးပြောစားဖက်လို့ပုံစံမျိုးပြီးသွားတယ်အငြင်းဘာလဲဆိုမကောင်းတာတခုပဲအဲ့ပါညာပုံကနည်းနည်းနောက်ကျပြီကြည့်တယ်မကျွေးရနောက်ကျပြီကြည့်တယ်အဲ့ကိုကြည့် ဟောစားဖို့တောက်ဖို့နောက်ကျတယ် တော့နောက်ကျ
မကျွေးမို့ကျွေးတယ်တော့တယ်ကျွေးတယ်မကျွေးမို့ကျွေးကျွေးရတယ်ဗါလေ ဒါပေမဲ့ကျွန်တော်တင်ရတာ driver ကိုယ်တိုင်ချက်ပြီးကျွေးရလို့တင်ရတာ ဗါလေကျွေးတယ်အဲ့ဒီညကို တစ်ဖက်တော့ စက်သားကြော်တာ အဲ့ဒါ စက်သားကြော်နေရလက်ပတ်တော့ရ driver ချက်တာမဟုတ်ဘူးလေဒီမှာပြောနေ တိုင်းတိုင်းချက်ပြီးနေချက် အဲ့ဒီဟိုကသူကတက်သူတဲရင် အော်တိုင်းတိုင်း ဒါတရက်ချက် တကယ်ချက် ဘာဟဲ့လဲဘာဟဲ့ ချက်တာချက် အဲ့ဝယ်လာရင်တော့ပူပေါင်းတယ်ညာ အဲ့ဆို driver ချက်တာမကောင်း ဒါတက်ချက်တာလည်းကောင်းတယ် ဟုတ် ဒါ တိုင်းတိုင်း တက်တာကောင်းတယ် โอเคအဲ့ဒါရဟင်းချက်တာခဏဖေးပြီးရှားချက်တာကျွန်တော်တို့ပါရီ တခြားကောင်းတယ်တခြားကောင်းတာဟိုရှူတင်မှာလုံးလို့တည်းမှာရေဆိုရေအေးဆိုရင်အကုန်လား ဟုတ် အဲ့ဒီအဲ့ဒါလေကျွန်တော် ဆိုတော့ကျွန်တော်ဖဲ့မယ်ဆိုတဲ့ ပါဖို့ရှိပြေးတော်ပြီပေါ့နော် ထဲမှာထဲမဲ့ဟာအဲ့ဒါကျွန်တော်ပြောအဲ့ဒါဒီအဲ့ဒါကျွန်တော်တို့တော့ပွိုင်းကျွန်တော်အကုန်ပေါင်း ပုံကောင်းဟုတ်ပါအဲ့ဆိုရင်ဒီမှာလေးကျွန်တော်ပါလေးပြလိုက်ပါကျွန်တော်ဒီမှာနေတဲ့ driver ကိုဖဲ့လို့ရမယ်ဆိုဒါပဲခွေဆိုရင်ဘယ်လိုဖဲ့ အဲ့လိုမျိုးတော့မရှိဘူးအနေကဒီစကားရဲ့တစ်ချောင်းလုံးမှာဒီ family type ပုံစံမျိုးပဲညီမလေးဆိုလဲကိုညီမရင်ပြောနေသင်ပေးတယ်ဘယ်လိုမျိုးပြောအောင်လဲဆိုတာပြပြပေးရပေါ့နော်အဲ့လိုမျိုးဖက်ရရတော့မရှိပါဘူးကတော့ကောင်းပါဘူး အဆင်ပြေပါတယ်ပေါ့အဲ့ဆို driver နဲ့ positive review တွေပဲရလာတယ်ပေါ့ဆိုတော့ဒီကညီကိုနဲ့ driver ကိုပြောချင်တယ်ဆိုရင်ဘာတွေများပြောဖို့ရှိတယ်ဆိုတော့ shooting မှာအဲ့လိုမျိုးဟောပေါ့ အဲ့ဒါတော့ထဲကျင်သူတနာကျွန်တော်တော့ခံရတနာချစ်ချစ်နေရတာပြလိုက်တော့ ဆိုတော့ဟုတ်ပါတယ်ဟို ကျွန်တော်ထားပြီးကျွန်တော်တော့ခံရလို့မထဲကျင်တော့လွတ်ပေးလိုက်တယ် ဆိုတော့ဒါ shooting တော်တော်များများ experience ကိုကျွန်တော်နားထောင်နေဆိုရင်ဒါအမြဲတမ်းကျွန်တော်တို့ကြုံရတယ် driver ဟိုလိုလုပ်တယ်ဒီလိုလုပ်ဒါပေမဲ့ driver point of view ကနေပြီးတော့ကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒါဒီဟာတွေအကုန်လုံးတစ်ခုလို့သူမှလည်း show ပါတယ်မလွယ်တဲ့ကိစ္စမဟုတ်ဒီမှာလူတရားတန်စီတရားပဲလူပေါင်းမျိုးစုံနဲ့သူတွေ့ရမယ်ပြောရမယ်စကားပြောရမယ်ဆက်ဆံရမယ်အကုန်လုံးထမင်းမှန်ကိုကျွေးရမယ်ဘယ်လိုပြောသလိုမျိုးပဲဒါနောက်ချတယ်ဆိုတာလေဗျာသူ့အတွက်လည်းစဉ်းစားရမယ်ဗျာအကုန်လုံးဒါအကုန်လုံးကျွေးရမယ်ဘာညာအဲ့ shooting sport မှာဆိုလည်းအများကြီးလုပ်စရာတွေရှိတယ် ဟုတ်ပဲဦးစားတယ်ဦးစား ကျွန်တော်ပဲ အဲ့ရကျူးပြောမစား ကျွန်တော်ဖောက်ခံမယ် ဟုတ်ကြ ကျွန်တော်ဖောက်ခံမယ် အဲ့ဒါဆိုတော့ အဲ့ဒါကျွန်တော် ကျွန်တော်တို့ပြောနေမှာ rider တော့လောက်ပြောလိုက် rider shooting ရှိရမှာပေါ့ rider အနေနဲ့စစ်ဖို့ကောင်းနေတဲ့အခန်းလေးတိုင်းဒီ rider ဒီလောက်သွားတာလေးပေါ့ဒီလိုမျိုးလေးလုံးပြသွားတာလေး တော့လည်းတင်ရတော့ချပြသွားတယ်ခံလားဒီနေ့ညရှဲတာပဲလုံးဝဆိုချစ်အဲ့ဒီတဲ့လုံးဝသူလည်းတော့ကြည့်လိုက်သောတာလည်းသူရှဲလာကြီးလုံးဝချူ အဲ့တော့ကျွန်တော်အရှင်ဒီရုပ်ရှင် rider ဆဲကနေရှိဖို့ကောင်းအစဲတောင်းကြည့်အကြပါကျွန်တော်လုံးဝ ဆိုတော့အဲ့ဆိုရင်အခုကအကျန်းစိတ်ဝင်စားဖို့အကောင်းတဲ့အပိုင်းကိုရောက်နေဆိုတော့မင်းသားကိုကျွန်တော်ထပ်မယ်ဒီရုပ်ရှင်ကဘယ်လိုရုပ်ရှင်မျိုးလဲ ဒီရုပ်ရှင် feel good က feel good ကကျွန်တော်တို့ဟို love လားဒါမှမဟုတ် action လား love love အချစ်သားဟော ချစ်တာတော့တမ်းမှာလား ဆိုတော့အချစ်ကြောင်းသားလေးဆရာကြီးကကြည့်ရပါအဲ့လိုမျိုး အဲ့လိုဒီ โอเคပါဗျာဆိုတော့ညီမလေးချက်တော့ဖြေကြပြီပေါ့ဒီရုပ်ရှင်ကညီမလေးနေနဲ့ဘယ်လိုမျိုးခံယူတာလဲဒါကဘယ်လိုမျိုးရုပ်ရှင်တိုင်မျိုးလဲ ဘယ်လိုမျိုးရှိတိုင်းလဲအချစ်ကားပဲပေါ့နော်အခြားသောခန်းစားချက်လေးတွေလည်းဒီကားကိုကြည့်ရင်သိရမှာပေါ့နော်ကားလေးကလည်းဒီအချစ်ကားပြည့်တဲ့ကြောင့်မလို့ကိုကြည်ကြည်နူးနူးနဲ့ကြည့်ရမှာလား ဒီစီနူးလေးနဲ့ကြည့်ရအောင်โอเคပါခင်ဗျာ မိုင်လေးလမ်းပြပါဦးဖွင့်ပြီး ဟုတ်ကဲ့ ပြောကြပြပါဦး ဆိုတော့ဒီက brother အနေနဲ့ဘယ်လိုဒါလည်းအချစ်ကားဆိုတာကျွန်တော်သိယူသွားပြီဗျာဒါပေမဲ့ brother ဘာပြောချင်တဲ့ရှိကို play လို့ ဟိုအချိန်ကားတဲ့ဆိုင်သူကလည်းပူတယ် ဘာလေးပြောလဲ အများကြီးပူတယ် အဲ့ဖိုလာကြီးကျွန်တော်သိကြပါပြပြ သူကfight to win မှာ fight တယ်လောက်ဖို့ပဲတော့မှလုံးရင်ကောင်းပြီပဲတော့မှအဲ့ထက်မှ emotion လိုချင်တာအဲ့ဒါလေးရှိ ဘယ်လို audience က အဲ့ရရှင်းပြမယ်ခဏလေးဟို fighting လိုချင်တာ fighting လည်းရှိတယ်အဲ့မှာအချစ်လားရှိတယ်ကောင်းထီလည်းရှိတယ် emotion လားအဲ့ဒါပါတယ်အကုန်ပါတယ်ရောတော့အကုန်ရှိတယ် အစုံတော့ အဆုံးတော့ အဆောင်တော့ကျွန်တော်ကြည့်နေသွားပါပြီ မမိုက်တယ်ကြည့်ပဲ โอเค ဟုတ်ကြံသွားတယ် โอเค ပါလေ ဟို ဆိုတော့ ဒီကြားမှာကျွန်တော်မေးခွန်းတစ်ခုမေးရမယ်ဆိုရင်ဒီမှာမရှိတဲ့အနေနဲ့ပေါ့ဒီမှာ fan page ပြန်နေလိုက်မေးခွန်းတစ်ခုပေါ့ကျွန်တော်တွေးနေရတော့ကြာပါပြီဘယ်လိုရုပ်ရှင်ထွက်ပါတယ်ဘယ်လိုရုပ်ရှင်ထွက်ပါတယ်ပြီးတော့မေးခွန်းတွေမေးနေကြကြာပြီပေါ့အဲ့ဒီ page တွေကိုဒီမှာနေနဲ့ဗာပြန်ပြောချင်ပြီ ဘယ်လိုပြောချင်လဲဆိုစုတော်များဒီ comment တွေမှာလာမေးကြတယ် CP တွေမှာမထင်ကြဘူးပေါ့ဘာဖြစ်လို့ရုပ်ရှင်ကထွက်မယ်လို့ပြောပြီးတော့နောက်ဆုတ်လိုက်ရတာလဲဘာဖြစ်လို့လဲဆိုတော့ညီတို့ဒီဂျားထဲမှာဘာဝပေးအနေရလေးဖြစ်သွားတယ်ဖြစ်သွားတဲ့ကြောင့်မလို့ကိုလူတွေကပူစေးဝမ်းလေးဖြစ်နေရတဲ့အချိန်မှာသူတို့ကစကားလေးကိုတော့အများကိုဆွေးထားလိုက်ကြပါအဲ့ဒါကြောင့်ပါ အဲ့ဒီမှာဗျာ ဟုတ်ကဲ့ပါ ဆိုတော့လောကင်းကိုသူကမင်းသားအတွက်ပေါ့ဒီဇလန်ကိုဘာဖြစ်လို့ရွေးချယ်ခဲ့ရတာဇလန်ကြားပြီးတာလေ ဟောတယ်လည်းကောင်းလို့ပေါ့ဒါတော့ယူရှင်းပြီးတော့ perfect ဖြစ်ပါတယ်ကျွန်တော်နေဟုတ်ပြီနေသမီးပြောကြပြီပါဟုတ်
နောက်လို့ရေးချက်ခဲ့ရတယ်ဆိုဒီအနေနဲ့ဒီဆိုရဲ့ driver ပြပြရဲ့အချိန်မှာလည်းဇလန်းလေးရရွှေရှင်းနေရွှေရှင်းပြီးတော့ဒီဂျက်ကမျိုးဆိုလည်းပါတယ်ဇလန်းလေးရလည်းဆို့ပြပြရဲ့အချိန်ကစပြီးတော့ပေါ့နော်ကြည်နုမှု feeling လေးတွေရတယ်အဲ့ဒါကြောင့်မို့ဆိုစကားကိုလက်ခံခဲ့တာပါရှင် ဒီမှာလေကျွန်တော်တို့ရဲ့ကိုတင်ကြီးကတော့ဘာကြောင့်ရွေးချယ်ခဲ့တာ ကျွန်တော် driver နဲ့အလုပ်လုပ်ရပျော်လို့ ခိုင်တောင်ဖြစ်လို့ ဒရိုက်တာကိုချစ်လို့ပေါ့ဒရိုက်တာဆဲရချစ်တာပေါ့ဆို တိုင်းလည်းအကုန်ချစ် အတော့ဖြစ် ဆိုတော့ညီမလေးနေနဲ့တော့ဒီမတိုင်ခင်ပါလေညီမလေးကတော့ကျွန်တော်တော်တော်များများတော့တည်ပြီးသားပါပဲဒါပေမဲ့အမေကိုကျွန်တော်ထပ်ပေးလိုက်ပြစေ ညီမက2027ညနေတော့တော်တော်ဆာဆိုရဲဆာဆိုတော့အချိန်ကျတော့အပိမဲ့ညီမမကြီးများလာတော့အချို့တစားစားနဲ့ကြော်ညာလေးကန်နေနေပေါ့နော်ကြော်ညာလေးလည်းလို့ဖြစ်ပါတယ်ပြီးတော့မှ first time ရုပ်ရှင်ဆိုရင်တော့ဒီရုပ်ရှင်က first time ပဲပေါ့နော်အနေနဲ့တော့လာပြီးကန်နေတဲ့အချိန်မှာရုပ်ရှင်တွေလည်းဖြစ်တာပေါ့နော် အတန်ညီမလေးပထမအဆုံး mini short film ပေါ့ ပထမဆုံး mini short film အောင်မြင်ပါသေးဗျ ဟုတ်ကဲ့ပါ ဒီရုပ်ရှင်ထဲမှာပါတဲ့ artist တွေထဲမှာမင်းသားတွေနဲ့အကြိုက်ဆုံး art တွေကိုဘယ်လိုလုပ်ခဲ့လဲ best performance ကိုဘယ်လိုလုပ်ခဲ့လဲ ဒီလေးရပြလေ ညီမလေးစမြတ်တယ်လားစမဘဲနေရာမှာလည်းဘယ်လိုအခြေအနေမျိုးပါလဲ ဒါမင်းသားပြန်မှာ မင်းသား ဟုတ်နေရာတိုင်းကောင်းနေတော့ဘယ်တော့ရွေးလို့ရေးရမယ် โอ้ဟိုကတီတီပေးသွားတာဟုတ်မင်းသမီးပြောကြပြပါဦး ဟုတ်ဘယ်သူ item ကိုသဘောကျလို့လဲအကုန်လုံး item သဘောကျတယ်ညီမလည်းမဟုတ်ဘူးဒီမင်းသားဆိုလဲမင်းသားရဲ့ light တဲ့ character ကိုtiêuဆောင်ရတယ်မရရင်လည်းချောင်းပြည်ပြောင်းtiêuဆောင်စူးစမ်းမှုကိုချီးကျူးတယ်ပေါ့ ဟောင်းပြတာလေ တရားအနေနဲ့ဆိုလဲပေါ့နော်လုံးဝဘယ်သူမှမလုပ်ရဲတဲ့ပစိုးကိုချစ်ပြီးကားရတယ် အချိုးချိုး အထူးသိပြီးတော့သူတို့မတော့ရင် ဒီကေကအဲ့ဒါလေး best မှာပေါ့ဒီကျွန်တော်လည်းလေးစားပါလေကျွန်တော်လည်းမလုပ်နိုင်ဘူးလား ကဲကားနေတာလုံးအရင်ချီးကျူးပါရဲ့ကောလုံးကတော့ item tiêuဆောင်နေပါကြပါရဲ့ ကဲထားပါဆိုတော့ကိုတင်းရဲ့အနေနဲ့ဘသူရဲ့ acting ကိုအကြိုက်ဆုံးပဲညီမလေးဆိုတော့ဒီနေရာလုံးကညီမလေးစမြတ်သူရဲ့ fan ပေါ့နော် ကျွန်တော်အဲ့ရထားလဲဆင်းရင်ကျွန်တော်ခုချိန်မြင်နေရောအဲ့ခိုင်းရင်တော့ရှေ့ ဆိုတော့ချက်ချင်းရီနေနဲ့မှတစ်စက်ပြောင်းလဲပြီးတော့ တို့ရီရင်ဖတ်ဆိုပြီးထားပြီးတို့ရီရမျက်နှာမှာပြောမှမသိဘူးပုံးလို့ဝင်သွားတယ်ရော ကျွန်တော်အခုလည်းသတိထားပြီးတယ်ခုနလေးကြီးရှိနေတာကျွန်တော်လည်းအခုချက်ချင်းတီးရမယ်ဆိုတဲ့အချိန်လေးမှာတီးသွားတာလေဆို ဟုတ် တော့ ဒါတီးရလူတိုင်းတီးရအဲ့ငိုတဲ့ဟိုဟာတခုလုပ်နေတယ်အဲ့ ဒီက best performance ကိုပေးခဲ့တာ Okay ပါခင်ဗျဆိုတော့နောက် main goal တစ်ခုကပါလဲဆိုတော့ဒီကမင်းသားကြီးရစားလိုက် နိုင်နိုင် ဆိုတော့ နိုင်အခါလေးရော ဆိုတော့အစကောင်းတယ်ဗျမင်းသားကြီးဒါပေမဲ့နောက်ပိုင်းမှာတည်ထားပါရင်အဲ့ဆိုတော့ ဒါကကျွန်တော်ဆိုင် ဆိုတော့ညီမလေးနေနဲ့ညီမလေးမှာရှိတဲ့ fan တွေပေါ့ TikTok မှာညီမလေးရဲ့ fan တွေရှိတယ် Facebook မှာညီမလေးရဲ့ fan တွေရှိတယ်ဆိုတော့သူတို့တွေဗာများပြောချင်တယ် ဘာမှပြောချင်လဲဆိုတော့စုကဒီ first time ဒီရုပ်ရှင်ကားကိုစူးစိုက်ရတယ်တိုက်တဲ့အချိန်မှာစုရုပ်ရှင်ကဒီ poster ရေးတင်တဲ့အချိန်မှာဒီ comment အားလုံးကအားပေးကြရ comment ထဲမှာလည်းထွက်ရင်အားပေးမယ်ဆိုအခုချိန်ကြီးစောင့်နေတဲ့ဒီ comment တွေလည်းရှိပါတယ်စုဘာတင်ဘာဆော့ဆော့ဘယ်လိုရုပ်ရှင်ကားတွေပဲလဲစုအားပေးကြတဲ့ဒီ comment တဦးကြောက်ချင်းတဲ့ကိုစုကအရင်ကျေးဇူးတင်ပါတယ်ရှင်စုရဲ့ဒီ short film လေးရတယ်ထွက်တော့မယ်ပေါ့နော်ထွက်တဲ့ခါကျရင်လည်းအားလုံးအားပေးကြပါအောင်ဒီ comment တွေအားလုံးရဲ့စူးစမ်းမှုလည်းပါပါတယ်ရှင်အားလုံးအရင်ချစ်ပါတယ် Okay ကိုကတော့ကိုတင်ရဲ့အလှည့်ပါဆိုတော့ကိုတင်ရဲ့ဒီလေဗာများပြောချင်တယ်ကိုတင်ရဲ့အပေးတာပြိတ္တရှိတယ် ပြောချင်တာ short film ကိုစနေစုံပြီးကြည့်တယ်တခုမှတခုတော့ကြိုင်နေလေအဲ့လိုကတင်းနေဟုတ်ဒီမှာကြိုင်မဟုတ်စိတ်ထဲမှာတခုမှတခုကြိုင်နေတယ်ချောင်းနေတယ်အဲ့ ကျွန်တော်ကြံခဲ့နေပြီအဲ့ဒါဟိုပြောတဲ့နေရာကြံခဲ့နေပြီဗျာ ကိုချောင်းရှိုးတယ်ဆရာတို့ အဲ့ဒီ50%လောက်ကျွန်တော်ကြံခဲ့နေပြီ100%ကြံခဲ့ဖို့ကကြည့်ဖို့ပဲကျွန်တော်ကြံတော့တယ် ကြည့်ပြီးမှဟောပြော မိုက်တယ်ဗျာလုံးဝနော် confident တော့ကြိုက်တယ်ဆိုတော့ ဟုတ်တယ်ကျွန်တော် confident ကို try ခဲ့ဖို့စနေ အဲ့ဒါ trainer confident တော့ဘယ်လိုပြောနေတာ ဟုတ်သူ့စားပြောပြီး အတူစားပြောရ Okay ပါ Okay ဗျာဆိုတော့နောက်ဆုံးမိဖို့လေးပါဆိုတော့မဖောက်ရတော့တဲ့အတွက်တော့ဒီစိတ်ကတိတ်မကောင်းဘူးဒါဒါပေမဲ့နောက်ဆုံးချိန်တွေဖြစ်လာပြီဆိုတော့လေနောက်ဆုံးမိမရရရတာပါလေဆိုတော့မင်းသားရဲ့ပြည်တွင်းဖြစ်စကားလေးပါလေးရှိတယ်ဘာများပြောချင်လဲပေါ့ဆိုတော့အဲ့ဒါ shooting ရဲ့အတွေ့အကြုံပဲဖြစ်ဖြစ်ဒါမှမဟုတ်အခုကျွန်တော်တို့ရိုက်တဲ့အတွေ့အကြုံပဲဖြစ်ဖြစ်ဆိုတော့ဒီကဲတော့ဒီညမှာကိုယ်ပဲခံရတယ်မချင်းတော့ကျွန်တော်တို့လည်းဖောက်ချင်တယ်ဆိုရင်ရတယ်ဒါပဲခွင့်ပဲဗျာ ကျွန်တော်ခံရတယ်ပို့ခံတယ်တိုင်းတော့ပို့ခံရကျွန်တော်ထိုင်သူကပို့ခံရတကယ်သူတော်တနာတယ် ဟုတ်ပါပြီ တော်တနာတယ်ဟိုဘယ်လိုပြောလဲချီးကျူးလာမယ်ဗျာ ဟမ် ချီးကျူးလာ အေး သူကြောက်ရတယ်ဖြစ်နေမဟုတ်ဘူးဘာရှိနေတာ ဒီလိုဆို ဘရိုရဲ့မျက်နှာ ရုပ်ရှင်ဖောင်းရိုက်ပြီးပဲတိုင်းတာပြောမယ်အကောလုံး
artist တွေအကုန်လုံး camera မှာအကုန်လုံးကလေးတယောက်တင်ပြီးတော့ဒီလိုအကုန်လိုက်တင်ပြီးလို့ရှိရင်ကကောင်းခဲ့လေ तू အားထုတ်မှုတရားမှာ90တယ် तू တယောက်နဲ့ကြောက်လို့ရှိရင်ကောင်း ဟုတ်ပြီအဲ့တော့အခုဒီမှာကြီးရဲ့ရည်ရွယ်ပြစကားလေးပြောကြပြီပါ ညီမလေးရဲ့ရင်လေးပြစကားကြတော့ညီမလေးကိုဒီ short film စကားစစောက်ရဲတော့ညီမလေးကတမန်စကားအားနေနေပါတယ်ပါတော့ driver နေပြီးတော့သူ့ရဲ့ဒီ driver နေပြီးတေချာတင်ကြပြီးညီမလေးတေချာစုချင်းအော်ချင်းမရှိဘဲနဲ့ကိုယ့်ရဲ့ညီမလေးကြောက်လို့မျိုးကိုယ့်ရဲ့မိသားစုဝင်ကြောက်လို့တေချာလေးတင်ကြပြီးတယ်အဲ့အတွက်အရန်ကျေးဇူးတင်ပါတယ်ရှင်ဒါဘယ်လိုခံစားလဲဆိုတော့နော်ဒီရုပ်ရှင်ကားကိုဆိုရဲအတွက်ကြောင့်မို့လို့အရန်လေးပျော်တယ်ရုပ်ရှင်ကားကဒီဆိုရိုက်ကလေးကိုကပေါ့နော်အားလုံးပျော်ရွှင်စရာလေးနေပဲဘာမှ negative ဆိုင်ရည်မရှိဘူးပေါ့နော်ပျော်ရွှင်စရာလေးတွေဖြစ်တိုင်းရတဲ့အတွက်ကိုအားလုံးလည်းကျေးဇူးတင်ပါတယ် ကျေးဇူးပါခင်ဗျာပတိန်ပြကြလို့ခင်ဗျာ ဟောတကယ်ပြောဖို့လေကောင်းပါအကုန်လုံးလည်းသူတို့ပေါင်းပြီးပြင်မဲလုပ်တယ်အကုန်လုံးပြင်မဲတယ်ပြောဖို့လေကောင်းအဲ့တော့ အဲ့ဒါကျေးဇူးတင်ပါတယ် ဒီလိုမျိုးစိတ်ရှိရှိနဲ့ပြချပြီးတော့မင်းသားရောညီမလေးစုမိရကောဒီကကိုတင်ကြီးခေါ်တင်ထုတ်ခေါ်ကာလီဒတ်ဒီရန်လေးကျေးဇူးတင်ပါတယ်ဆိုတော့လူမျိုးဆက်ဆနာတော့ဒီအကုန်လုံးတိခတ်ပြီးတော့တကယ်တောင်းကားဆိုမှရှိခဲ့တယ်ဆိုရင်လည်းကျွန်တော်တို့ဘက်ကနေပြီးတော့အလုပ်ရတောင်းပါပါတယ် ။အော်ညီမလေးတို့ခုနပြောလို့ရသေးလား ပြောပါတယ်ပြောပါတယ် စုရဲ့ဒီဗီဒီယိုလေးတွေကိုအများနဲ့ကြည့်ရှုပေးကြဒီကုန်းသမားတွေကိုလည်းကျေးဇူးတင်ပါတယ်။သူတို့ရုပ်ရှင်ကထွက်တဲ့ခါကျရင်အားလုံးအားပေးကြပါဦးလို့အားလုံးအရင်ချစ်ပါရဲ့ရှင်။တတား ဆိုတော့ဒီရုပ်ရှင်ကဒါ Boys Entertainment က production လုပ်ပြီးတော့မှတစ်စင်သူတို့ for အခုစီပြီးတော့ director အကြီးကုမာအခုကျွန်တော်တို့ပြောနေတဲ့သုံးနေတဲ့ director ဆိုတာ director အကြီးကုမာဦးဆောင်ပြီးတော့ရုပ်ရှင်ထားတဲ့ရုပ်ရှင်တစ်ခုဖြစ်ပါတယ်ဆိုတော့ဒီရုပ်ရှင်ရဲ့ poster ကတော့ဒါဒီမှာရှိနေပါတယ်ကျွန်တော်ကိုယ်တိုင်လည်းစောင့်မျှော်နေပါတယ်ဒီရုပ်ရှင်ကတော့လွန်ခဲ့တဲ့တစ်နှစ်လောက်ထဲကကျွန်တော်တို့ဒါpre release တွေလုပ်ခဲ့တယ်ဆိုတော့ကျွန်တော်ဒီပုံစံလေးတွေထွက်ခဲ့မယ်ဆိုပြီးတော့announcement လေးတွေကြည့်တော့ကျွန်တော်ကိုယ်တိုင်လည်းရင်ခုန်စိတ်လှုပ်ရှားနေကျွန်တော်ကိုယ်တိုင်လည်းမိကုန်းတွေဖြစ်လာတယ် director တွေ့တဲ့အခါမှာလည်းကျွန်တော်မိကုန်းတွေရန်မေးလာခဲ့တယ်ဆိုတော့ဘာဖြစ်လို့အဲ့လိုမျိုးနောက်ကျခဲ့ရတာလဲဆိုတော့ဒါပေမဲ့ကျွန်တော်အခုထိတော့တိကျတဲ့အဖြေလေးတစ်ခုတော့ကျွန်တော်ရပါပြီ။ဘာဖြစ်လို့ဒီရုပ်ရှင်နောက်ကျတာလဲ။ဘာကြောင့်ဒီအခြေအနေမှာထပ်ပြီးတော့ release လုပ်ရတာလဲဆိုတဲ့ဟာမျိုး။ဆိုတော့ဒီလိုမျိုးကျွန်တော်ခေါ်ပြီးတော့ဒီလို artist တွေနဲ့ပြီးတွေ့တဲ့အတွက်တော့ဒီလိုမျိုးကျွန်တော် interview အတွက်တော့ driver ကြီးရောဒီကဖြေချပေးတဲ့ artist တွေရောကျေးဇူးအများကြီးတင်ရှိပါတယ်။ဆိုတော့နောက်ဆက်သွားမယ့် project တွေနောက်ဆက်လုပ်မယ့်လုပ်တွေအကုန်လုံးမှာစိတ်ချမ်းသာလေးကိုကြက်မှနေနဲ့ပြည့်စုံပါစေလို့ကျွန်တော်ပြန်ရပြီးတော့ဆုမွန်ကောင်းပေးလိုက်ပါတယ်။ ပြီးတဲ့စီးပြီးလာ Thank you ပါကျွန်တော်ဘက်ကပြောမှဆိုမှရှိတယ်ဆိုရင်လည်းခွင့်လို့ပေးဖို့ကျွန်တော်နေရာလေးပြောနေပါတယ် ဟုတ်ကဲ့ ရုပ်ရှင်အကြီးကျယ်အောင်မြင်ဖို့လည်းကျွန်တော်တို့ကနေပြီးတော့ကျွန်တော်တို့ပါ ဆိုတော့ဒီရုပ်ရှင်ကြီးကျယ်အောင်မြင်ဖို့အတွက်ကျွန်တော်တို့တင်မဟုတ်ဘဲနဲ့ဒီမှာကြည့်နေတဲ့အားပေးနေတဲ့ပရိသတ်တွေအကုန်လုံးရဲ့တာဝန်လည်းအများကြီးပါနေပြီဆိုတော့ mini short film ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းရမ်းစိတ်ဝင်စားတယ်တနားကြီးကျော်ကျွန်တော်တို့ကြာမယ်ဆိုတဲ့ရုပ်ရှင်အတွက်ဆိုတော့အရင်စိတ်ဝင်စားနေတယ်ဘာဆက်ဖြစ်လာမလဲဘာတွေဖြစ်ရှိရမလဲဒီ interview ကဒီမှာလေးပြီးတော့မှမဟုတ်ဘူးနောက် interview တစ်ခုရှိနေဦးမယ်အဲ့ဒါလေးကျွန်တော်ကိုယ်တိုင်လည်းပါဝင်ပြီးတော့ထပ်ပြီးပြီးတော့မယ်ဒါပေမဲ့ဒီ artist တွေမဟုတ်ဘူးပဲねကျွန်တော်တို့ဒါ technical team တွေနဲ့ကျွန်တော်တို့ထပ်ပြီးတော့ အကြောင်းပါပါ လုပ်တော့အောင်မယ်ဆိုပြီးကျွန်တော်ဒီနေ့လေး recommend ပေးလိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်လောက်ထိစိတ်ရှိနေတာဟောပေးတဲ့အတွက်လည်းsubscribe လုပ်ပေးဖို့လည်းမမေ့နဲ့ဟုတ်တော့